အားလုံးပဲမင်္ဂလာပါထွန်းတက်ပြည့်ကြည့်စီပါတယ်ဒီနေ့မှာတော့ Telegram မှာအပြာစကား group တွေကိုကျွန်တော်တို့ဝင်ပြီးတော့ကျွန်တော်လူကြားထဲမှာဒီ group ကနေပြီး view တွေတင်တဲ့အခါ notification တွေကိုယ့်ရဲ့ဖုန်းမှာတက်မလာအောင်လို့ notification ပိတ်ထားလို့ရမယ်နည်းလမ်းလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အစားအဆုံးရှင်းပြပြီးတော့မှဖြစ်တဲ့အတွက် video လေးကိုအဆုံးထိလိုက်ပါကြည့်ပေးပါခင်ဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Telegram တွေကိုဝင်ပြရမှာဖြစ်ပါတယ်Telegram ကိုရောက်သွားပြီဆိုတော့အောင်ဘေးနားမှာအောက်ဆုံးမှာရှိရဲကိုက update လုပ်တယ်ဆိုရင်အောက်နားမှာရှိပါတယ်အဲ့ဒီမှာရှိရဲ setting ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါ setting ကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ volume ပုံစံမျိုးလေးနဲ့ notification ဆိုတာလေးရှိပါတယ်အထက်ဝင်လိုက်ပါများဝင်လိုက်ပြီးသွားရင်တော့ကျွန်တော်ကတော့ပိတ်ထားတာပါနော်ဒါလေးရဒီမျိုးလေးဖြစ်နေပါလိမ့်မယ်ဒီဟာလေးအကုန်လုံးကမိတ်ဆွေတို့မှာတော့အကုန်လုံးပွင့်နေပါလိမ့်မယ်နော်ကျွန်တော် notification ဒီမှာ9ခုပွင့်နေပါလိမ့်မယ်အဲဥစ္စာမှာကိုကနေပြီး group တွေထဲမှာဝင်ထားရလားဒါမှမဟုတ် private chat ကိုဝင်ထားရလား channel တွေမှာဝင်ထားရလားဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုက group တွေထဲမှာဝင်ထားရဲဆိုရင် group button လေးပေါ့နော် group button လေးကိုပိတ်ပေးလိုက်ပါခင်ဗျာကိုက channel တွေမှာဝင်ထားရဲဆိုရင်တော့ channel ဆိုတဲ့ဟာလေးကိုပိတ်လိုက်ပါခင်ဗျာ okay ပြီးလိုက်ပါအဲ့ပြီးတော့ private chat ဒီမှာပေါ့နော်ဒီလိုမျိုးဟာတွေမှာဝင်ထားရဲဆိုရင်တော့အပေါ်ဆုံးဟာလေးကိုနှိပ်လိုက်ပါကိုကတကယ်လို့ဒါကတော့ကျွန်တော်တို့ပိတ်လိုက်တာပေါ့နော်ကိုတကယ်လို့အပြင်သွားတော့ပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းတွေတွေ့တဲ့ခါကျရင်ကိုယ့်ရဲ့ဒီ Telegram ကနေပြီးတော့ video တွေ update တင်တဲ့ခါ video တွေတက်လာတဲ့ခါ notification ကိုယ့်ရဲ့ဖုန်းပေါ်မှာတက်မလာအောင်လို့ဒါပိတ်ထားတဲ့နည်းလမ်းလေးပေါ့နော်ဒီဟာတွေကပိတ်ထားတဲ့နည်းလမ်းလေးပေါ့နော်အဲ့ဒါပြီးတော့ကိုကပြန်ဖွင့်ချင်တယ်ဆိုရင်ဒီ pattern လေးတွေကိုပြန်ဖွင့်ပြရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုပြန်ဖွင့်လိုက်ပါ okay ပြီးလိုက်ပါဒါလေးကိုဖွင့်လို့ရပါတယ်အဲဆိုရင်တော့အားလုံးမိတ်ဆွေတို့တကယ်ချင်းတို့နားလည်တပေါပေါက်လိမ့်မယ်ထင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ဗီဒီယိုတွေကအကျိုးကျေးဇူးရှိမယ်ဆိုရင် like and share လုပ်ပြီးတော့ပါဗျာ comment မှာလည်း yes လို့မှတ်ခဲ့ပေးပါအားလုံးကျေးဇူးများတင်ပါတယ်ဗျာ